ဟဲ့မင်းလိုအဲ့ဒါကြီးလား ဟုတ်ကဲ့ငါ့ကိုတခုနဲ့ပြင်လို့လား ဟဲ့နေမာလေးမဟုတ်တာလောက်ထားပြန်ပြီ မဟုတ်တာမလုပ်ထားပါဘူးဟာဟိုငါထူးခြားဝေါ်နေတတိလေးမှာဟာအဲ့ဒါမသိဆိုကြအဲ့ဒါဒီဘာရောက်လို့ရှိလို့ရှင်လေညီမလို့ပြောပြတာ ဝတ်တန်တီးတော့ဘာဖြစ်လို့လဲ ဒီကငါဝတ်တန်းနဲ့စားပြောပြတယ်ဟာဟိုကအတုံးဖြုတ်တဲ့မိန်းမဆိုမကြိုက်ဘူးတဲ့အဲ့ငါအတုံးဖြုတ်တဲ့မထင်ဘူး ဒီကောင်ပြောတော့အပေါ်ဆုံးကငွေဆိုပြီးသုံးကျင်တဲ့သုံးနေတဲ့ကောင်ကမိန်းမကြတော့အသုံးပြုံးကြည့်မကြိုက်ဘူးလေမှတ်တော့ထား အဲ့ဟိုကတက်ချင်တိုက်မှာပေါ့သူကစားဘောလို့သုံးတာလေညီကဘာလို့ပြစ်ပြော ဟောအေးပါနေရလဲလင်းမျက်နှာတကဘာနော်တက်လာဘာမှအကူညီလာတောင်းနေတယ်မွယ်ပဲနေပါလား အာသူကလူတင်တဲ့တတိအများကြီးဟာပို့ပြီးတော့သူကရွေးသေးလဲပြီးတော့ဟိုဈေးဝယ်ရလဲသိတယ်ငါအခင်ချမ်းမှာဈေးဝယ်ရဆွဲလန်းနေပြီလို့လေဒီကူညီမလားမကူညီဘူးလားပြောနေကူညီမယ်ဆိုရင်ငါနေမဟုတ်ဝယ်ပြ ဒါဆိုလဲပြီးရောကူညီမယ်ဟုတ်ပြီလား ဟေး A few moments later. ဟွာတူရဒီမှာညီမထားရပစ္စည်း ဟောအေး နေမထားရပစ္စည်းအကုန်ရောက်ပြီ ဟုတ် ဟဲ့ကန်နေနေကဘာဖြစ်လို့သူ့ပစ္စည်းတော်တော်ယူနေ ဟာဒီလိုကွာငါပစ္စည်းတွေအရေးပေါ်အသုံးဖို့တော့လိုအပ်နေလို့အားဖြူချမှုကနေမှားလိုက်ငါလည်းအလုပ်ရှုပ်နေရတယ်သူကငါစားသွားယူနေတာ မင်းကဘာရေးပစ္စည်းတွေမလို့အဲ့တော့အရေးပေါ်လိုအပ် ဟာဘာမှမဟုတ်ကွာဒါလေးတွေပါ ဟမ်ဟဲ့မင်းလိုအဲ့ဒါကြီးလား အေးဟာမတိ